အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာဒါကိုအသင်းချောင်းကိုနည်းနည်းလေးဒါကျွန်တော်တို့အဲ့ပေါ့ရင်ဖွင့်ရမယ် section လို့ပဲပြောရမှာပေါ့နော်ဘာဖြစ်လို့လဲလက်ရှိဒါကျွန်တော်တို့သူများအသင်းနေတာမနေ့ကဆိုတာ Flores က official လို့ဘူးတင်နေဖြစ်သွားပြီအဲ့တော့တခြားအသင်းတွေလည်းသူ့ဟာသူဒါကျွန်တော်တို့ operate လုပ်နေတော့မယ်ပေါ့နော်အဲ့တော့မနေ့ကဒါကျွန်တော်အပြင်ရောက်နေတယ်ပေါ့ဒါတနေ့လုံးနေကျွန်တော်အပြင်ရောက်နေအခုလက်ရှိမှာကျွန်တော်ခီးသွားနေတဲ့အတွက်ကြောင့်ကျွန်တော်အပြင်ရောက်နေတယ်ဒါကျွန်တော်တို့မနေ့ကဒါအမှန်တမ်းပြောမှဆိုကျွန်တော် Twitter ကိုဒါတစ်ချိန်လုံးကြည့်မနေကြတော့အိမ်မှာဆိုရင်တော့ဒါကိုယ့်ဟာကိုဖုန်းနဲ့လူနဲ့တစ်ချိန်လုံးကတ်နေတယ်ကျွန်တော်ဒါတစ်ချိန်လုံး Twitter ကိုကြည့်ပြီးတော့အပြောင်းရွှေ့သတင်းအခုလက်ရှိမှာအပြောင်းရွှေ့လည်းဖြိုးဝင်လာတယ်အပြောင်းရွှေ့ပြီးတော့ဒါအပြင်သွားရင်ဘယ်တော့ပဲအပြင်သွားကျွန်တော်နိုင်မှာ notification ရကျွန်တော် Twitter နဲ့ပတ်သက်ရင် notification အများကြီးတက်တယ်ပေါ့နော်ဒါပေမဲ့ဟိုအပြောင်းရွှေ့သတင်းတွေဆိုရင်တော့အများကြီးတက်ကြတော့တခါမကြည့်မိရရှိဒါပေမဲ့ကိုယ်အသင်းနဲ့ပတ်သက်ရင်ကိုယ်အမြဲတမ်းအဝဲဖြစ်တယ်ဗျာဘာလို့ဆိုကိုယ်အသင်းဟိုဒါကိုယ်အသင်းကလူတွေပါခေါ်မယ်ဆိုတာအမှန်တမ်းပြောဖို့ကောင်းတဲ့အရာလေးဟုတ်တယ်မလားအဲ့တော့ဒါကျွန်တော်အနေနဲ့ဒီအပြောင်းရွှေ့မှာဒါကျွန်တော်အမှန်တမ်းပြောမှဆိုရင်အများကြီး expect လုပ်ထားတယ်ဘာလို့ဆိုကိုယ်ရင်းနဲ့ဒါလက်ရှိမှာ Europa League Champion လေးဖြစ်တယ်ဒါလက်ရှိမှာဒါကျွန်တော်အခြေအဲ့တော့ဒီမနီကတော့ David Austin က Spa နဲ့ပတ်သက်ပြီးတော့ဒီကြားထဲမှာ Thomas Frank ကလွင် Thomas Frank အပြောင်းရွှေ့ကလွင်သူနေတယ်ဘာမှမတင်ခဲ့ဘူးအဲ့တော့ကျွန်တော်တော်တော်လေး excited ဖြစ်တယ်တကယ်ဖျားစုဒါကျွန်တော်တော်တော်လေးကို excite ဖြစ်တယ်အဲ့ဒါဆို David Austin ကဒါ Saminho နဲ့ပတ်သက်ပြီး Spa အသင်းဆိုရုပ်တဲ့နိုင်မှာကြည့်လိုက်တဲ့အချိန်မှာဟာ Saminho Spa အသင်း line နေပြီဘာဖြစ်လဲသူများအသင်းနေမှာဗျာ David Austin ဒါ face လုပ်တယ်ဆိုရင်ဘယ်လိုမျိုးလဲဒီကစားသမားကဒီအသင်းကဒီကစားသမားကိုစိတ်ဝင်စားနေတယ်ဒီကစားသမားကဒါဒီအသင်းကဒါရဖို့ကြိုးစားနေတယ် price is not the issue ဒါပေမဲ့နှစ်သင်းလုံးကဆက်လက်ပြီးညှိဖို့ကြိုးစားပြီးတော့ဒါကိုမြန်မြန်ပြီးဖို့အတွက်ကြိုးစားနေတယ်ဆိုတဲ့ပုံစံမျိုး David Austin အမြဲတမ်းရေးတင်တယ်ပြောချင်တာကျွန်တော်ဒါသူ့ရဲ့ဒါ philosophy David Austin ရဲ့ဒါကျွန်တော်တို့သွားတဲ့ပုံစံမျိုးအဲ့လို David Austin နဲ့ Spa နဲ့ David Austin ရဲ့ Saminho ရဲ့အဲ့ keyword လေးသုံးလုံးတွေ့ဟာသူကတအားပြောသွားတယ်ဘောနော် okay အဲ့ဆိုတော့ Spy အပြောင်းရွှေ့ကတော်တော်လေးကိုမိုက်ပြီဘောနော်အဲ့ဆိုတော့ at least ဗျာဘယ်သူမှမခေါ်တဲ့ဆိုင်ကစားသမားတယောက်ခေါ်တယ်ဗျာဒါကိုယ့်အတွက်ကဒါဘယ်လိုပဲပြောအဲ့ဒါမှာဒါ bargaining chip ပဲအဲ့တော့ဒီနေရာမှာပြီးတော့ဒါကျွန်တော်ဒီဟိုကျွန်တော်တက်ဆော့လမ်းလျှောက်နေတာလမ်းလျှောက်ပြီးတော့ကျွန်တော်ဒါတနေရာမှာထိုင်လက်ချောင်းကျွန်တော်ဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာတော်တော်လေးကိုစိတ်သက်ကြသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒါ Spa တင်နေတာ Saminho ကိုသဘောကျတယ် Saminho ကိုယ်တိုင်ကလည်းဒါ Spa တင်ကိုပြောင်းမှုတော့အဆင်ပြေတယ်ဒီထိမိုက်သေးတယ်အောက်ကဘာဖြစ်လဲဆိုတော့လက်ရှိမှာဘုံမောက်ကတောင်းမဲ့ဈေးကအရင်မြင့်မာလို့နေကြအောင်စပါအသင်းနဲ့အခုလက်ရှိမှာဒီကစားသမားတရားဝင်ဆွေးနွေးခြင်းတော့မရှိသေးဘူးကျွန်တော်မနေ့ကပြောခဲ့လို့ပဲပေါ့နော်ဒါကျွန်တော်တို့လှုပ်ချင်တာတော့အလုပ်တော့လုပ်နေတာပဲရှေ့မရောက်တဲ့အသင်းသာကျွန်တော်တို့အသင်းဖြစ်လာခဲ့တယ်တော်တော်လေးကိုစိတ်ပြက်လာကျွန်တော်ဒါခုနပြောတဲ့ဒါဟိုနေတော့ကပောက်မှာအဆုတ်ပြက်ဆုံးတော့ဒါပိုင်ရှင်ဆိုအဲ့ဒါမျိုးပြောတာဥပမာပြကျွန်တော် example ပြောအောင်ဒါကျွန်တော် Manchester United နဲ့ကျွန်တော်တို့ဒါ show me Europa League မှာဒါကျွန်တော်တို့ထွက်သွားခဲ့ပြီးတော့ဒါကျွန်တော် Champions League မို့အဲ့တော့ United အသင်းနဲ့ဒါဒုနာဘလက်ရှိဒါဘယ်လိုပဲပြော Matthews Corner တယောက်65တန်းပေးပြီးတော့ကျွန်တော်ခုနေ့ကပြောကိုရီးယားအချိန်ကြီးအများကြီးရှိသေးတယ်ပေါ့နော်3လတော့ခမတို့ကျွန်တော်ပြောခမတို့ယုံလားကျွန်တော်ဒီအသင်းကိုကျွန်တော်အားပေးလာတာကြိုက်အခုအချိန်မှအလုံးမလုံးတောင်းဘယ်တော့မှအလုံးမလုံးဘူးခမအဲ့စကားကိုကျွန်တော် trust ပြီးဘာလို့လဲကိုအသင်းကြောင့်ကျွန်တော်တော်တော်လေးကိုတည်တယ်ဆိုကျွန်တော်ပြောပြရပြတော့ Spa တဲ့နဲ့ခုလက်ရှိမှာခမပြပြမယ် Saminho လိုကစားသမားမျိုးကိုဟိုဘက်ကခေါ်ဈေးက80ပေါ့ဗျာเนาะဟုတ်တယ်မှာဘယ်သူကတော့ကတော့ဘယ်လိုပဲကိုခေါ်ဈေးကိုဒါတခါတည်းပေးရဥစားရှိတယ်ဒါကျွန်တော်ဘုံမောက်အသင်းနဲ့လက်ရှိမှာ Saminho အတွက်ပေါင်တန်း80လိုချင်တယ်ဒါ David Austin ရေးထားတာမဟုတ်ဘူး Fabrizio Romano ရဲ့ပြောပုံရပေါ့เนาะဒါ Saminho ကိုတန်း80လိုချင်တယ်ညှိမယ်ဆိုရင်တော့ဒါကြောင့်55 60လောက်နဲ့ရလောက်တယ်ဟိုဘက်ကလည်း10 15လောက်ဆော့ပေးဖို့ရှိတယ်ဒါပေမဲ့စပါးအသင်းကဟိုဘက်ကတောင်းနေဈေးမြင်ပြီးကြတဲ့ကတရက်ဝင်အောင်ဆက်သွယ်ခြင်းမရှိဘူးကျွန်တော်လက်ရှိ example ပြောအောင်ဥပမာဒါကျွန်တော်တို့အသင်းဒါကျွန်တော်တို့ကစားသမားတယောက်ကိုဈေးခေါ်တယ်ဘုဒ္ဓမဆိုခေါ်တာပဲဒါပေမဲ့ဒီဥမလက်ရှိမှာ Arsenal တင်မဲ့တာ Arsenal တင်နဲ့ခုလက်ရှိမှာ Benjamin Sesko ဒါတစ်ဖက်ကဒါကျွန်တော် RB Leipzig က Euro တန်း90ခေါ်တာပဲ Arsenal တင်နဲ့ခုလက်ရှိမှာအသင်းတင်ညာဆွေးနေတာတန်း90ခေါ်လို့မခေါ်ဈေးတော်ပြီးတော့ပြည့်ပြန်သွားအောင်လည်းမဟုတ်ဘူးကျွန်တော်ပြောတာသိလားပြောနေတာဗျဟိုပြောလိုက်ရင်တော့စောက်ကြီးစောက်ကြဲဒါပြောတယ်ဒီမှာ I want to win Champions League I want to win Premier League ဆိုပြီးပိုင်ရှင်တယောက်အနေနဲ့ပါဇက်ကကတော့ဗျာဖာစကားအရန်ပြောတယ်ဒါ no offense တကယ်ကတော့တကယ်ပောက်ကြရစကားအရန်ပြောတယ်ပြောရဆိုတော့ဥပမာလက်ရှိမှာဒါကျွန်တော်တို့အသင်းက Premier League ရခြင်းနေဆိုဘယ်လို operate လုပ်လဲလီဗာပူးတင်းနေတယ်ခုလက်ရှိမှာဆောင်းကစီနေပါတယ်ဆိုတဲ့အသင်းလက်ရှိမှာတခြားအသင်းတွေလှုပ်တဲ့အချိန်မှာ okay ငါတို့လည်းလှုပ်မှရမယ်ငါတို့နောက်မှကြံခဲ့လို့မရအောင် Premier League တိုက်တယ်ရတာဘယ်လောက်ထိတန်မှုရှိလဲဖလားတစ်လုံးရတာဘယ်လောက်ထိတန်မှုရှိလဲလီဗာပူးတင်းနေဒါ British ranking record ကြီးကိုလုပ်ပြလိုက်တယ်လန်ဒန်ထဲမှာတော့ခုနက example ပြပြမယ်ဗျာလန်ဒန်ထဲမှာလက်ရှိမှာဒါကျွန်တော်တို့Arsenal တွေအဲ့ဒီကသူတို့တော့မဖလားရတဲ့ဥစ္စာမဟုတ်သေးသူတို့က Premier League မှာ10နှစ်ရတယ်ပြီးတော့ Champions League မှာလည်းဒီကတနေရတဲ့ကြောင့်မို့အခုလက်ရှိမှာဒါခုနကပြောလို့ right ဆိုကစားသမားမျိုးတန်တရာသုံးချပလိုက်တယ်စပါးလို့တင်တာကျွန်တော်16နှစ်ကြာမှာ16ဖလားရတယ်ဟုတ်တယ်မှာကျွန်တော်16နှစ်ကြာဖလားရ40နှစ်ကြာမှာဒါကျွန်တော်ဖလားရတယ်ပေါင်50ပေါင်50 55တန်းကိုသုံးမှုတယ်သူတို့တော့ကဈေးရန်ကြီးနေတယ်ဆိုရင်ဒီအသင်းကဘယ်တော့မှ Premier League ရမှာမဟုတ်ဘူးဘယ်တော့မှလည်းဒါကျွန်တော်တို့ Champions League ရမှာမဟုတ်ဘူး Premier League ဆိုတော့လက်ရှိမှာဒါကျွန်တော်တို့ Champions League ရတဲ့အသင်းနောက်ပိုင်းနှစ်တွေကိုကြည့်လိုက်ပတ်စံသုံးထားတဲ့အသင်းတွေကြီးပဲကျွန်တော်ပြန်ကြည့်လိုက် Real Madrid
PSG Manchester City ဒီအသင်းတွေကျွန်တော်ပတ်စံမသုံးထားတဲ့သင်းတာဒီကြားထဲမှာဗျာရသွားတဲ့သင်းတွေမှာပတ်စံအနည်းဆုံးသုံးထားတဲ့သင်းဆိုတဲ့ဥစ္စာ Manchester Chelsea ပါ Chelsea တော့မှဒါပတ်စံအနည်းဆုံးသုံးထားတဲ့ဆိုတဲ့ဥစ္စာပတ်စံတွေအများကြီးသုံးထားတဲ့ထဲမှာပါတယ်ပါစက်ကခုနကကျွန်တော်တို့ I want to win champion league ဆိုတဲ့စကားကိုကျွန်တော်ဒါလွယ်လွယ်ကူကူရှောက်ပြောနေလို့မရဘူးတကယ်နောက်ကအလုပ်အများကြီးလုပ်ဖို့လိုတယ်အဲ့ကြောင့်ကျွန်တော်ဒါသူများအသင်းအပြောင်းရွှေ့ကြောင်းခုလက်ရှိမှာဗျာဘယ်အသင်းပြောင်းရွှေ့ကြောင်းပြီးပြောကျွန်တော်အားရဘာလို့ဆိုတကယ်လုပ်နေကျွန်တော်မြင်ရတယ် Twitter မှာကြည့်လိုက်ဗျာဒါသူနောက်Tier နောက်ဆုံးဗျာဥပမာဆိုငါတို့ Tier 1 Tier 2မကြည့်ချင်ဆိုတော့ Tier 4 Tier 5စပါးနဲ့ပတ်သက်ရင်အခုလက်ရှိမှာကျွန်တော်ဒီ Tier 7 Tier 8 Tier 9 Tier 10 ကျွန်တော် follow လုပ်ထားတယ်ဘာလို့ဆိုကိုယ့်အသင်းအပြောင်းရွှေ့နေဗျာကျွန်တော်Spa ပရိသတ်တွေ local အကောင့်တွေတော့ဘာပြောလဲဆိုတော့ fake adrenaline လေးလိုချင်တယ်ကွာဒီတော့ဥပမာလက်ရှိမှာဗျာကျွန်တော်ဒါသူများအသင်းဆိုဟုတ်ဒီရှိမဟုတ်ဒီ transfer news ထွက်တယ်ဒါပေမဲ့သူများအသင်းတွေအနေနဲ့ဒီ transfer ဟုတ်ဒီရှိမဟုတ်ဒီရှိဆိုတာပရိသတ်တွေကအကုန်လုံးဟာမိုက်တယ်ဘာလို့ဆိုတိတယ်သူတို့အသင်းနေတာဥပမာလက်ရှိမှာလုံနိုင်မလားမလုံနိုင်မသိတယ်ဒါပေမဲ့ကိုရီအသင်းကြည့်လိုက်ကျွန်တော်တို့လက်ရှိမှာဘာလို့ Caio Carras တို့ဒါလက်ရှိမှာ Benjamin Sesko တို့ Florian Wirtz နဲ့မထွက်လဲသိလားကျွန်တော်ပိုင်ရှင်ကစောက်သုံးမကြလို့ပဲအဖေကရှင်းရှင်းလေးကျွန်တော်အနေနဲ့လူတယ်မလူထားအခုလက်ရှိမှာဇာဗီစမွန်ဆိုစပါအသင်းကစိတ်ဝင်စားတယ်ဇာဗီစမွန်ဆိုတကယ်လို့ဒါကျွန်တော်စီလင်ရအရမ်းမြင့်တဲ့ကစားသမားစပါအသင်းဒီကစားသမားအတွက်ပေါင်45ဦးဆိုပေါ့ပေါင်45တန်းနဲ့40ကျပဲပေးဖို့စီစဉ်ရှိတယ်ယူရိုနဲ့တော့ယူရို55တန်းအထိပဲပေးဖို့စီစဉ်ရှိတယ်ဇာဗီစမွန်ဆိုစီလင်အရမ်းမြင့်တဲ့ခြာတက်ကိုကျွန်တော်တို့ကပေါင်45တန်းလောက်ပဲပေးဖို့စီစဉ်ရှိတာအဲ့ဒီဘယ်ကောင်းလာမှာကျွန်တော်ပြောအဲ့တော့ဟိုပတ်စံ3ခိုင်းကျွန်တော်လက်ရှိမှာပတ်စံနေဆွတ်ဆက်ပြီးဒါမက်ဆီမိတ်ပြီး3ခိုင်းတယ်မို့လက်ရှိမှာလီဗာပူးတုန်းကလည်းအတိုင်းပဲကျွန်တော်ပတ်စံနေဆွတ်ဆက်ပြီးတော့ကျွန်တော်အသင်းမှာကျွန်တော်အခုလက်ရှိမှာလူနဲ့နေတာအများကြီးရှိတယ်ကိုသိန်းချောင်းကိုသိဆုံးပမလစ်နံပါတ်6ဘီဇူမာအခုဖီနာဘာချီကိုမနေ့ပြန်တစ်ပတ်ကပြောင်းပြီးသားကျွန်တော်နံပါတ်6ဘယ်လိုရှိလဲ white ပြက်ကိုလည်းရောင်းခဲ့တယ်ဘီဇူမာလည်းရောင်းခဲ့တယ်နံပါတ်6 quality level ဘယ်လောက်ရှိလဲပထမတော့ဒါကျွန်တော်တို့ဂျော်နီကာဒိုဆိုကိုခေါ်မယ်ဆိုပြီးလုပ်ခဲ့မှာကာဒိုဆိုကအခုလက်ရှိမှာ Atletico Madrid ကိုပြောင်းသွားပြီပဲထားဘာလုပ်မှာလဲဘယ်သူကိုခေါ်မှာလဲဟိုလူနဲ့အတန်ထွက်ဒီလူနဲ့အတန်ထွက်တော့မထွက်တဲ့အသင်းတစ်သင်းနဲ့ဘာလုပ်မှာကျွန်တော်ပြောရသေးလားကျွန်တော်လက်ရှိမှာဟာ right side တဲ့ wing ကသူများကြီးများမှာကစားသမားတို့မှာကျွန်တော်တို့နဲ့ဘယ်နေရာလိုအပ်တယ်လိုအပ်တဲ့နေရာနဲ့တွဲပြီးကစားသမားတွေကိုကျွန်တော်တွေ့ရတယ်ကျွန်တော်မှအခုလက်ရှိမှာ right side တဲ့ဒါကစားသမားတယောက်ကိုလူရှိတယ်ဘယ်ကစားသမားမှကျွန်တော်တို့ခုနကအခုလက်ရှိမှာ7 million ထွက်တယ်ထွက်ခြင်းမှာထွက်တဲ့သတင်းမှာတွေကိုတခါလေး ending ကပ်ပြီးသား7 million အပြောင်းရှင်မှာခင်ဗျာကြာတွေ့တယ်မှာခုန the price is too steep for Tottenham Hotspur ကျွန်တော်ပြောရဗျာ Champions Europa League ရတယ် Champions League ဝင်ရတယ်တစ်နှစ်ကိုပေါင်တန်းကိုရတဲ့ချီဘာဖလားမှမရမယ့်နေတဲ့ Chelsea တို့ဒါ Arsenal တို့နဲ့ဝင်ငွေရှင်ထားတဲ့သူတွေနဲ့ပေါင်တန်း50နဲ့55တန်းအရင်ဝင်ငွေများပါတယ်တဲ့လားကျွန်တော်ပြောတာခင်ဗျားတို့ကျွန်တော် perspective ရတခုပြပါအခုလက်ရှိ Liverpool နဲ့ Tottenham Hotspur တဲ့နာမနစ်ကဝင်ငွေကြားထဲမှာနှစ်သင်းကြားထဲမှာတန်း40ပဲกว่าတာတစ်ဖက်က Liverpool တင်တဲ့ခုလက်ရှိမှာ Florian Wirtz ကိုဒါကျွန်တော်တို့ British ပေါင်စံချိန်နဲ့ပြောင်းရွှေ့ကြတယ်လှုပ်လှုပ်နေတဲ့အချိန်ကျွန်တော်တို့တင်တဲ့ခုလက်ရှိမှာကစားသမားတယောက်ကပေါင်တန်း50နဲ့55တန်းဈေးများလို့ဆိုပြီးမလိုက်တဲ့အချိန် Florian Wirtz ရဲ့အဆုံးထွက်တာမရှိတဲ့ကစားသမားကိုကျွန်တော်မလိုက်နိုင်ဘူးအဲ့ဒါကိုမြန်စောက်ကြီးစောက်ကျင်တဲ့ interview မှာကျွန်တော်တို့က Premier League ရကျင်တယ် Champion League ရကျင်တယ်ဆိုပြီးတော့ပြောသေးတာဗျာသေးလားမရှက်ဘူးလားမသိဘူးကျွန်တော်ပြောတာအတင်းတင်း operate ပြီးတော့ကျွန်တော်တခါကျမင်းတို့ကျွန်တော်မဟုတ်ဘူးကျွန်တော်ဆုံးသွားတဲ့အဖွားကိုဒါဟိုအယိုးစုကြီးကိုထမ်းပြီးတော့လေဒါစပါးရဲ့ဒါကျွန်တော်တို့ chairman ခုံမှာထိုင်နေတာအဲ့အယိုးစုက level height အလုပ်လုပ်တာအောင်မှာတိလားကျွန်တော်ပြောတာခင်ဗျယုံလိုက်စကားကျွန်တော်မလုပ်ဘူးကျွန်တော်ခုနကဆုံးသွားတဲ့အဖွားကိုကျွန်တော်ဒါမြေကြီးထဲမှာတူပြီးအဲ့သူ့ရဲ့ခုနကအယိုးစုကြီးတွားပြီးတော့ level height ထိုင်တဲ့ခုံမှာထိုင်ပြီးတော့ဘာမှမလုပ်ပဲအရင်ထိုင်ခိုင်းနေတာအဲ့သူ့တက်အလုပ်လုပ်တတ်သေးတယ်ခင်ဗျတော့ဘယ်လိုသူများအသိတွေဗျာဒါ balance sheet လောက်ရမတဲ့မှာဟာအဝင်ငွေထွက်ငွေမျှအောင်ငါတို့ PSR နဲ့လည်းလက်ရှိမှာဒါ healthiest ဖြစ်တော့တရားကလပ်ဖြစ်နေတယ်တတိယကလပ်နော် PSR healthiest ကဝင်ငွေအများဆုံးကလပ်တွေမှာလည်းအမြဲတမ်း1 to 6ပါတယ်1 to 4 1 to 3အောင်တစ်ခါကျရင်ပါသေးတယ်အဲ့ဒါပေမဲ့သူများကြီးနဲ့ပတ်ချင်လာပြီးတော့အဲ့ဒါတခုမှဒါမတူတော့ဘူးအဲ့ကျွန်တော်ဘွားလေခုနကဘယ်လို player ကအခုလက်ရှိပေါ့ကိုရီပဲ weight ratio လို့ပဲခံရတာလားတော့မသိဘူးเนาะဒါကျွန်တော်ဒီလိုအပြောင်းရွှေ့ကိစ္စနဲ့ပြောပြီးဆိုရင်အရင်ကဘယ်လိုပဲသူများအသိတော့ကျွန်တော် PD ဖြစ်တယ်ဘာလို့ကိုရီသိအဲ့တောင်မလို့တစ်ဖြစ်နဲ့တစ်ဖြစ်သူကျွန်တော်တို့မြင်နေပြောသူများအသိမနာလို့ဖြစ်เสียရလည်းမရှိတော့ဘာကိုယ်တင်အဆက်မရှိလို့ဒီဖြစ်နေသေးလားအဆင်မရှိသွားတာအသင်းကိုယ်တိုင်အဆင်မရှိတာမဟုတ်အသင်းကအဆင်ရှိတယ်စပါးဆိုတဲ့အသင်းကအဆင်ရှိတယ်ဒါပေမဲ့ပိုင်ရှင်တွေကိုယ်တိုင်ဒီအသင်းကိုဘယ်ကောင်းမှမကြောက်အောင်လုပ်နေတာဗျာသိလားပြောချင်တဲ့အဲ့ဒီပဲပြောချင်တဲ့ sense of thought ကအဲ့ဒါပဲတွားတာပဲအဲ့ဒီအချိန်မှာကျွန်တော်တို့အသင်းကိုချစ်လို့အားပေးရတယ်ခုနကဒါပေမဲ့ကိုကဘာမှလုပ်မှမကိုရီဘာလုပ်လို့ရကိုအသင်းမှာဘာ support လုပ်ရအင်ကြီးလက်မှတ်ဝယ်လို့ရအင်ကြီးဝယ်လို့ရမယ်ခုနကကျွန်တော်ဘောလုံးကွင်းနဲ့သွားကြည့်ပြီဒါပဲလုပ်ပြီးလို့ရမှာအသင်းအတွက်အေးဒါပေမဲ့ပြဿနာကိုရီအဲ့ဒါလုပ်ပေးနော်အသင်းပိုင်ရှယ်ကိုရီရဲ့ပတ်ဆောင်မသုံးဘူးဗျာသူတို့အိတ်ထဲနေတာဘာလို့မှလဲကျွန်တော်တို့ကအဲ့ကျွန်တော်တို့မှမနေ့ကသူများသိနေပြတဲ့အားကြတယ်သူများသိအား
အားကြရတယ်သူများအသင်းကိုသွားအားပေးစရာမလိုဒါပေမဲ့ကို့အသင်းကအဲ့လိုမဖြစ်နိုင်ဘူးကျွန်တော်ပြောတာဥမာလက်ရှိမှာကိုကဗျာဥမာလက်ရှိမှာဒါပုံမှန်ပြောလက်စတာလို့အသင်းမျိုးကိုအားလက်စတာအောင်မဖလိုက်ထားလက်စတာလို့အသင်းမျိုးကျွန်တော်အားပေးနေလို့ဟုတ်တယ်မဝင်ငွေအရင်မရှိလို့ဒါသူများအားကြဟာတာမဖြစ်နိုင်စပါးလို့အသင်းမျိုးကိုအားပေးနေတာဗျာဒီလား top 6ထဲမှာဒါကျွန်တော်အမြဲတမ်းသူများ top 6ထဲမှာတော့ကျွန်တော်ဖလားတာမရသူများအသင်းတွေဝင်ငွေပါညာတော့ပူတော်များသေးတယ်တခါကျရင်တစ်နေ့သူများအသင်းတွေတော့များသေးတယ်ဟုတ်တယ်မကျွန်တော်ပြောတာဒါပေမဲ့သူများအသင်းတွေလို့မလို့ဘူးအဲ့တော့ကျွန်တော်ထော်သားထွက်တာပို့ပြီးတော့ဗျာဒီလားပတ်စံမရှိလို့ဗျာမသုံးနိုင်ဘူးဆိုတော့လက်ခံတယ်ဘာလို့ဒါနားလေလူရဲ့ပတ်စံလဲရှိတယ်သုံးလဲသုံးနိုင်တယ်သုံးလဲသုံးပိုင်ခွင့်ရှိတယ်ဒါအောင်မသုံးကျွန်တော်အဲ့ဒါနဲ့ပတ်သက်အမြဲတမ်းတော်သားထွက်တယ်အခုချိန်ထိပေါ့နော်လောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 နဲ့ TV4 တို့မှာကျင်းလို့ဆိုပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0 နဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးချခြင်းပဲကျွန်တော်မစောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့မြကလစ်မှာမြနေဖြစ်ပါတယ်အားလုံးမကြိုးတူပါတယ်ကောင်းမွန်သောညီလေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပြီကျွန်တော်တို့နောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြိုးတူပါတယ်ကောင်းမွန်သောညီလေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲဒီပါဗျ